ကိုယ့်ရဲ့ avatar ကိုကြိုက်သလိုပြင်ဆင်လို့ရမယ်။ကိုကြိုက်တဲ့လုပ်ငန်းတွေကိုလုပ်ကင်လို့ရမယ်။အဲ့လိုအရာတွေကုန်ပါဝင်တဲ့ VR MMORPG game The New Gate တရက်မှာတော့ The New Gate game ဟာ dev game ဖြစ်သွားပါတယ်။ player တွေက game ထဲထွက်လို့မရတော့ဘဲ game ထဲမှာတည်ရင်အပြင်မှာလည်းတည်သွားကြပါတော့တယ်။အဲ့လို game ကိုနိုင်ကစားဖို့တစ်ခုတည်းသောနည်းလမ်းဟာကျန်းတဲ့မွန်စတာများစွာကိုနှိမ်နင်းပြီးတော့အကျန်းဆုံးဆိုတဲ့မွန်စတာကြီးကိုတုတ်တင်မှုပဲရှိပါတယ်။ဒီလိုခက်ခဲပေါင်းများစွာနဲ့ game ကိုရှင်းရနိုင်ကစားဖို့ကြိုးပမ်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှင်းရသူ့ရဲ့ဟုံးကနေသူ့ရဲ့နောက်လိုက်တွေကိုနှုတ်ဆက်ပြီး final boss ကိုတိုက်ခိုက်ဖို့ထွက်လာခဲ့ပါတော့တယ်။ final boss ဆိုတဲ့အတိုင်းပဲခက်တိုက်ခိုက်ပြီးအနိုင်ရရှိခဲ့ပါတယ်။ဒီ game ရဲ့အကျန်းဆုံး final boss ဖြစ်တဲ့ Gatekeeper သေဆုံးသွားတဲ့အခါမှာ game ကပြီးဆုံးသွားပြီးနောက်ဆုံးမှာလည်း player တွေလည်း game ထဲကနေ log out လုပ်နိုင်ကြပါတော့တယ်။တယောက်ပြီးတယောက် game ထဲကနေအားရဝမ်းသာထွက်ကြရင်းနဲ့နောက်ဆုံးမှာတော့ရှင်းတယောက်ထဲသာ game ထဲမှာကျန်ပါတော့တယ်။သူနောက်ဆုံးအနေနဲ့ log out ထွက်ကန်ဒီမှာစူးရှားတဲ့အလင်းရောင်တကားဘောက်ကနေထွက်ပေါ်လာခဲ့ပြီး game ကပါတွေကိုရောက်ရှိသွားပါတော့တယ်။သူရောက်အချိန်မှာ log out ထွက်ဖို့လုပ်ပေမဲ့ log out ခလုတ်ကပျောက်နေခဲ့ပါတယ်။အစာပိုင်းမှာတော့ game error တက်တာလို့ထင်ခဲ့ပေမဲ့အရာအလုံးဟာအပြင်ကဘာအတိုင်းခံစားရတာကြောင့် game က error တက်တာမဟုတ်ဘဲနဲ့ game ကဘာတွေကိုအမှန်တကယ်ရောက်ရှိသွားဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။အမှန်တော့သူဟာ game ပြီးဆုံးသွားပြီဖြစ်တဲ့ကဘာရဲ့အနာဂတ်နှစ်ပေါင်း900အကြောင်းရောက်ရှိနေတာဖြစ်ပါတယ်။အဲ့နောက်မှာတော့သူဟာ home preset ဖြစ်တဲ့တောရဲအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်သားရောက်တဲ့အခါမှာလူတစုကအိမ်ထဲက F main ကလေးတယောက်ကိုအတင်းခေါ်လာတွေ့ရပါတယ်။ဒါပေမဲ့အိမ်ပြင်ဘက်မလန်းမကန့်အောင်ရောက်တဲ့အခါမှာရုတ်တရက်ဆိုသလိုမိစ္ဆာတောဝက်တကောင်ပြေးထွက်လာပြီးသူတို့ကိုရန်မှုပါတော့တယ်။ခုနကလူတစုထွက်ပြေးသွားချိန်မှာ F တယောက်တည်းကြံခဲ့တော့သူပဲဝင်ခဲ့လိုက်ရပါတယ်။ရှင်းတစ်ခါမှမြင်ဘူးတဲ့မိန်းကလေးကသူ့အိမ်နဲ့ရောက်တော့အင်အားတင်နေပါတယ်။ F မိန်းကလေးကသူ့ကိုယ်သူတီရာလူးဆန်လိုမိတ်ဆက်ပေးပြီးတော့သူမဆရာအပြင်သွားနေအောင်ဆိုင်အောင်ကြည့်ပေးနေရလို့ဆိုပါတယ်။ရှင်းကိုလည်းကျေးဇူးတင်စကားဆိုလိုက်ပါတယ်။သူမရဲ့ဆရာရှူနီရိုက်ဇာဆိုတဲ့နာမည်ကြောင့်ရှင်းကအံ့ဩနေခဲ့ပါတယ်။တချိန်ကသူ့ရဲ့လက်အောက်ငယ်သားဖြစ်ခဲ့တဲ့ခါတီရှီရဲ့ငွေရောင်စပင်နဲ့ High F ဟာအခုသူ့အိမ်နေရာမှာတီးတန့်လှဆိုတဲ့နာမည်နဲ့ဆိုင်ဖွင့်ထားပါတယ်။တီရာကသူမရဲ့ဆရာဘယ်မှာရှိလဲဆိုတာရှင်းကိုမပြောပြပဲသူမရဲ့ဆရာကိုတော့ရှင်းအကြောင်းပြောပြနိုင်ကြောင်းနဲ့အဲ့ဒီအတွက်သူမကိုဂျူး1000ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ရှင်းကသူ့မှာဂျေးပဲရှိတဲ့အကြောင်းပြောပြီးဂျေးတစ်ပြောက်ထုတ်ပေးခဲ့ပါတယ်။တီရာကရှင်းဟာအိုက်တမ်ပေါင်း3နိုင်ကြောင်းသိသွားတဲ့အခါမှာတော့အရန်ကိုအံ့ဩသွားခဲ့ပါတယ်။ရှင်းပေးတဲ့ဂျေးတစ်ပြက်သူတို့ခေတ်မှာဂျူး10ဘီလီယံနဲ့ညီမျှတဲ့အတွက်ရှင်းကိုလည်းအထင်ကြီးသွားပါတယ်။ပြီးတော့ရှင်းဟာ High Human ဖြစ်ကြောင်းသိသွားတဲ့အခါမှာရှင်းကိုပိုစိတ်ဝင်စားလာပါတယ်။တီရာရဲ့ပြောပုံအရဆိုရင် High Human တွေကလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်မှာရုတ်တရက်ပျောက်ဆုံးသွားကြတယ်လို့ဆိုပါတယ်။ရှင်းကတော့ဒါဟာသူ final boss ကိုနိုင်လိုက်လို့ player တွေ log out ထွက်နိုင်ကြတဲ့အချိန်တုန်းက player ပေါင်း1000ကျော်ပျောက်ဆုံးသွားတာဖြစ်မယ်လို့ကောက်ချက်ချလိုက်ပါတယ်။တီရာသူမကအရင်ကတာမန် app ဖြစ်ပေမဲ့တရက်တော်ကျင်းစာတစ်ခုကြောင့်သပင်းနဲ့အမဲရောင်ပြောင်းသွားပြီးကျင်းစာမိသွားကသူမဘယ်သွားအန်နီယန်နဲ့တွေ့ရလို့ဆိုပါတယ်။ဒါကြောင့်သူမကိုသူမနေရရွာနဲ့နှင်ထုတ်လိုက်ပါတယ်။တရက်မှာတော့သူမကိုရှူနီရိုက်ဇာတွေ့ရှိပြီး app ဖြစ်မှမသိအောင်သူတို့ဆိုင်တစ်ဝိုက်မှာထင်အောင်ထင်မှားမဟုတ်တော့မီသူ့ကိုဆိုင်ထဲမှာပဲနေစီပါတော့တယ်။ခုနလူတွေလာဆွဲတော့ဟာဆိုင်ပြင်ဘက်ရောက်သွားလို့ကျင်းစာပြန်အသက်ဝင်ပြီးမိစ္ဆာတော့ဝက်ကြီးကလာတိုက်ခိုက်တာဖြစ်ပါတယ်။ကျင်းလဲကျင်းစာအကြောင်းကိုရှာပြီးသူ့ဆွမ်းတဲ့ကျင်းစာကိုတန့်စင်ပေးခဲ့ပါတယ်။ကျင်းစာတော့ပြက်ပြက်သွားပြီမဲ့စပင်အနေငယ်သာငကုငွေအောင်ဖြစ်ကိုပြန်လဲပြောင်းသွားပါတယ်။ရှင်ရတိုင်းပြည်ရဲ့သွားမှဖြစ်တဲ့အတွက်တီရာကျေးဇူးတင်တဲ့အနေနဲ့မိတ်ဆက်စာရွက်ကိုပေးခဲ့ပါတယ်။တိုင်းပြည်ရဲ့ဝင်မယ်ဆိုရင်တော့အရင်ဆုံးကေးဘောဝမှာတန်းစီပြီးအစစ်ဆေးခံရမှာပါ။ဒါပေမဲ့မိတ်ဆက်စာရွက်ရှိနေတဲ့ရှင်ရ easy လေးဝင်လို့ရသွားပါတယ်။တိုင်းပြည်ရဲ့ရောက်ကျွန်းမှာပဲ Isekai anime ရဲ့ထုံးစံအတိုင်းဂိုက်ထဲမှာစွန့်စားသူဖြစ်မှတ်ပုံသွားတင်ပါတယ်။အဲဒီမှာပဲ Guide Master ဖြစ်တဲ့ဘာလက်ဆန်နဲ့တွေ့ဆုံခဲ့ပါတယ်။ဘာလက်ဆန်အားရှင်းမှရှိတဲ့မိတ်ဆက်စာရွက်ကအစစ်ဟုံးမုံစစ်ခဲ့ပြီးတော့မိတ်ဆက်စာရွက်ဟာအန်နီအများကြောင်းနဲ့တေချာမထိန်ထိန်နိုင်ဖြစ်စည်းတင်ကြောင်းကြံပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Guide ကရရှိပြီးရှင်းရဲ့အဆင့်ဟာကြီးအဆင့်ဖြစ်ပါတယ်။စာပိုင်းမှာတော့အနည်းဆုံးကနေစရမှာဖြစ်ပြီးတော့ mission တွေလို့အမှတ်တွေစုပြီးအဆင့်ဆင့်တက်ရမှာဖြစ်ပါတယ်။ပထမအဦးဆုံးရှင်းဟာအဆင့်နှိမ်စွန့်စားသူဖြစ်လို့လွယ်ကူတဲ့ mission ကိုလက်ခံခဲ့ပါတယ်။အဲ့ဒါကတော့တောထဲမှာမျက်ပင်ရှည်ကိုရိတ်ရမှာပဲဖြစ်ပါတယ်။လမ်းမှာတော့လွယ်ကူတဲ့မွန်စတာတွေနဲ့ပဲတွေ့ခဲ့ပြီးတစ်ချက်မှာတော့ level 359ရှိတဲ့မွန်စတာတစ်ကောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ရှင်းဟာအစာပိုင်းတော့ရိုးရိုးပဲတိုက်ခိုက်ဖို့တွေးထားပေမဲ့ဒီကောင်ကြီးကရမ်းကျန်းနေတဲ့အခါမှာတော့ရှင်းဟာသူဖိတ်ထားတဲ့အစွမ်းကိုဖွင့်ပြီးတိုက်ခိုက်တော့10စက္ကန့်အကြာမှာပဲပွက်ပြီးသွားပါတယ်။မွန်စတာကြီးတည်ဆုံးသွားတဲ့အခါမှာ draw item အဖြစ်ကြောင်းမြရိုင်းတတုံရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဘယ်ရမှမသိတဲ့တိုးရဲပြစ်လိုက်တဲ့ဓာတ်တစ်ချောင်းကနန်းတော်အမှန်ကိုဖောက်ပြီးတော့နန်းဆောင်ထဲကိုရောက်ရှိသွားပါတယ်။အဲ့ဒီဓာတ်ကြောင့်လည်းနန်းတော်တစ်ခုလုံးပွက်လို့ရိုက်ကုန်ကြပါတယ်။ဘိုင်းထဲမှာတော့နန်းတော်တွေကမူမက်တွေကဓာတ်ရဲ့အကြောင်းစုံစမ်းနေကြပါတယ်။တလက်စားတဲ့ဓာတ်ပိုင်ရှင်ကိုရှာနေကြပါတယ်။တစ်ပတ်မှာတော့ဒဏ်ရာရပြီးပြန်လာကြတဲ့စုံစမ်းသူတွေကိုတွေ့ရမှာဖြစ်ပြီးရှင်းရဆက်စုနေပါတယ်။သူကတော့ရှင်းပထမပိုင်းမှာတိုက်ခိုက်ခဲ့တဲ့ monster ကြီးဖြစ်တဲ့ school face တိုက်ခိုက်တာခင်ရလို့အခုလိုဖြစ်နေတာပါ။အယောက်20သွားတာ4ယောက်ပဲရှင်းကြပါတယ်။ရှင်းရဒါကြောင့်သူတိုက်တုံးကအနားမှာလဲကိုတွေ့တာကိုလို့တွေးနေခဲ့ပါတယ်။ရှင်းကိုအဲ့ဒီအကြောင်းပြောနေတဲ့လူကြီးကတလက်စားတဲ့ဓာတ်ပြန်ကြီးအကြောင်းပြောလိုက်တော့ရှင်းချွေးပြန်သွားပါတယ်။လူကြီးထွက်သွားတော့မှရှင်းရသူ့လက်ချက်ဖြစ်ကြောင်းမတိမတာလေးတောင်းပန်လိုက်တယ်။ရှင်းစုံစမ်းသူကိုရောက်တဲ့အခါ school face ကြောင့်စုံစမ်းသူတွေခြေရှုပ်နေတာကိုတွေ့လိုက်ရတယ်။ရှင်းရဆယ်လီကာဆန်ကိုသတင်းသွားပူတာပါ။ရှင်းရကိုင်းမှာ school face ကိုရှင်းလိုက်လို့ရလာတဲ့ကြောက်ရိုင်းနှုံးကိုပေးလိုက်တော့ဆယ်လီကာကြောင်သွားပါတယ်။ဆယ်လီကာ school face ကိုရှင်းပြစ်လိုက်တယ်ဆိုလို့အံ့ဩနေပါတယ်။အဲ့ဒီအချိန်မှာပဲဆယ်လီကာရဲ့လှုပ်ဖို့ကိုင်းပဲ else ရောက်လာတယ်။
ဆက်လီကာ school face ကိုရှင်းရနှိမ့်နှင်းလိုက်တာဆိုပြီးဖောက်တယ်ချတယ်ရှင်းရလဲသူနှိမ့်နှင်းလိုက်တယ်ဆိုတာတက်တေပြစရာဆိုလို့ school face ကကြာလာတဲ့ကြောက်ရိုင်းတုံးပဲရှိတာပါရှင်းရ school face အကြောင်း S ကိုမေးမြန်းနေခဲ့ပါတယ်မသိမျိုး monster တွေကမုံတီးချင်းနဲ့နောင်တတွေကြောင့်ဖြစ်ပေါ်လာတယ်လို့ဆိုရမှာပါ school face ပေါ်လာတဲ့မြောက်ပိုင်းတော့မော်ငွေတက်ကအားမကောင်းတာကြောင့် school face ကတခြားနေရာကနေမြောက်ပိုင်းတော့ဝင်ရောက်လာတယ်လို့ယူဆလို့ရပါတယ်ရှင်းရသူတွေ့ခဲ့တဲ့ school face က level 300ကျော်ရှိလောက်မယ်လို့ပြောတော့ဆက်လီကာနဲ့ S ကအံ့ဩသွားကြပါတယ် school face ကကြာလာတဲ့ကြောင်ရိုင်းတုံးကနေ school face ရဲ့တန်မာမှုကိုစစ်ကြည့်လို့ရတော့ဆက်လီကာချက်ချင်းစစ်လိုက်ပါတယ် level 300ကျော်ရှိတဲ့ monster ကိုရှင်းတာတကယ်နှိမ်နေနိုင်ရင်ရှင်းရဲ့အဆင့်ဟာ A အဆင့်ထက်တန်မာနေပါပြီရှင်းကတော့လူတွေအာရုံစိုက်တာမခံချင်လို့ S ကိုလှည့်ဝက်ချက်အနေနဲ့ထားပြီးဖို့တောင်းဆိုလိုက်ပါတယ်ရှင်းကဝိုင်းတစ်ဝိုင်းမှာထိုင်ပြီးဘီယာတောက်နေတော့မှပဲလူတယောက်ဝင်လာပါတယ်အကောင်လုံးကထိထိပြပြဖြစ်သွားကြတယ်ဆိုတော့ဒီလူကနည်းနည်းရရတော့မဟုတ်တော့ပါဘူးသူကရှင်းဝိုင်းမှာထိုင်လိုက်ပြီးသူ့ရဲ့လှန်ကိုနေရန်မိထားလိုက်ပါတယ်ရှင်းကကျွမ်းကျင်ဂိမ်းမှာဆိုတော့သူ့ရဲ့လှန်အကြောင်းသိနေပါတယ်အဲ့ဒီလူကသူ့ကိုယ်သူ Wilhelm Arvis လို့မိတ်ဆက်လိုက်တယ်သူကရှင်းရဲ့စွမ်းဆောင်ရည်ကိုစိတ်ဝင်စားနေပါတယ်ရှင်းကဒီမျိုးကမဟုတ်ကြောင်းပြောလိုက်တော့ Arvis ကဒါကြောင့်မင်းကနာမည်ကြတော့မတုံလို့တာဘူးဆိုပြီးပြောလိုက်ပါတယ် Arvis ကသူကသွေးဆုပ်ဖို့ကောင်းမျိုးဖြစ်ပြီးမသိမျိုးတွေကိုသာအမဲလိုက်လေးရှိကြောင်းပြောပြတယ်ရှင်းကတော့စိတ်ဝင်စားဖို့မပြဘဲအတော်ပိန်နာပဲလို့ဗလိန်းလိုက်ပါတယ် Arvis ကသူ့ရဲ့လန်အကြောင်းပြောပြတယ်လှန်ကဒနိုင်လာလန်ဖြစ်ပြီးရန်သူ့ရဲ့စွမ်းတွေကိုစုပ်ယူနိုင်ကကိုပိုင်စွမ်းဖြစ်ကိုပြောင်းပေးနိုင်ပါတယ်ဒီလိုစွမ်းနေကြောင်းသူ့ကိုလူတွေကကြောက်ကြတာပဲဖြစ်ပါတယ်ဆက်လီကာစားကြရည်လာချပေးပြီးနှစ်ယောက်လုံးနှုတ်ဆက်လိုက်ပါတယ်။ရှင်းရစာကြည့်တဲ့ကိုသွားပြီးသူ့လိုချင်တဲ့အတိုင်းပြည်ရဲ့သမိုင်းကြောင်းစာအုပ်ကိုရှာနေတာတွေ့သွားပြီးစဖက်ကြည့်ပါတော့တယ်။တိုင်းပြည်ရဲ့တက်တန်းက912နှစ်ဖြစ်နေပြီးတီရာပြောတဲ့ပြောဆုံးကပ်ဖြစ်တဲ့အချိန်နဲ့တိတ်မကွာလာပါဘူး။နောက်ထပ်ရှာကြည့်လိုက်တော့ဂိမ်းနောက်ခံပုံဖြစ်တဲ့လူမျိုးစုအမျိုးမျိုးတွေရဲ့ပုံထပ်တွေ့လိုက်ရပါတယ်။တစ်ပတ်မှာတော့စွန်စားသူကိုင်းမှာအစည်းအဝေးလုပ်နေပါတယ်။ဘာလက်စ်ကမြောက်ပိုင်းတော့မှလာတောင်းချက်နဲ့ school face ကိုတယောက်ယောက်ကနှင်းနှင်းသွားပြီး school face ရဲ့အကြောင်းရိုင်းတုံးကိုလာအပ်သွားပြီလို့ပြောလိုက်ပါတယ်။ school face ရဲ့အစင်ဟာ king class ဖြစ်နေပြီးအတော်အစင်တန်းမြင့်တာကြောင့်အန်နီရဲ့လည်းအရန်များပါတယ်။ကျန်တဲ့သူတွေကဒီကြောင်းအသေးစိတ်တမ်းမြင်ကြပြီးပို့ဆောင်စမ်းမှုလည်းကင်းနောက်တွေကိုလွတ်ထားတယ်လို့ပြောပါတယ်။သူရဲ့ကောင်းပုံစံဝတ်ဆင်ထားတဲ့သူက school face ကိုတက်ခဲ့တဲ့သူကတာမန်လက်နက်ကိုပဲသုံးနေဆိုလို့အံ့ဩနေပါတယ်။ဒါကြောင့်ဒီလိုစွမ်းရှိတဲ့သူအကြောင်းကိုစိတ်ဝင်စားတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘာလက်စ်ကသူနဲ့မရင်းနှီးရကြောင်းသူ့အကြောင်းအသိမသိဘူးလို့ပြောလိုက်ပါတယ်။သူရဲ့ကောင်းမှုဆောင်ဝတ်ထားတဲ့သူကနန်းတော်ရဲ့ဓာပြန်ရောက်လာတဲ့အနေနဲ့ school face နှိမ့်နှင်းခံရတဲ့နေရာတနေ့ရဲဖြစ်နေလို့တန်တရားဝင်နေတယ်။အဲ့ဒီဓာနည်းနည်းရဓာမဟုတ်ပဲအတော်လေးဆင်းမြင့်တယ်လို့ဆိုပါတယ်။တိုင်းပြည်ရဲ့တော်ဝင်ဓာထက်တောင်အဆင်းမြင့်နေနိုင်ပါတယ်။တစ်ဆက်တည်းသူအခက်တွေ့နေတာကိုပြောပြပါတယ်။တစ်ပတ်မှာတော့ရှင်းရဒေါက်ထိုးဆိုင်နဲ့သူ့နားကိုကလေးမလေးတယောက်ရောက်လာပါတယ်။သူ့ကိုစိုက်ကြည့်နေရတဲ့ရှင်းလဲသနာပြီးထိုးထိုးကျွေးလိုက်ပါတယ်။သူမကကြားတစ်ပိုင်းမျိုးနဲ့ပုံစံဖြစ်ပြီးကြည့်ရတာလမ်းပြောက်နေတဲ့ပုံစံပါပဲ။သူမကရှင်းကိုကျေးဇူးတင်ကြောင်းပြောပြီးမီလီလို့မိတ်ဆက်လိုက်တယ်။ရှင်းကလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။အဲ့ချိန်မှာပဲ Arvis ရောက်လာတယ်။မီလီက Arvis စီပြေးသွားပြီးဖတ်လိုက်တယ်။မီလီယာဖျားကြောင်ကမိဘမဲ့ကလေးတွေကတယောက်ပါခဏခဏထွက်ပြေးတက်လို့ Arvis ကစောင့်ကြည့်နေရဖြစ်တယ်လို့ရှင်းပြပါတယ်။မီလီယာမပြန်ခင်ရှင်းနောက်တိုးတိုးလေးကပ်ပြောသွားတယ်။ဒါရီတာကျေးဇူးကြောင့်နောက်ဆုံးစကားလုံးကလွှဲရင်သူဘာပြောသွားမှန်းမသိပါဘူး။ညရောက်တော့ရှင်းအောင်သူ့ခန်းထဲမှာလဲနေရင်ညနေတုန်းကအကြောင်းကိုတွေးနေခဲ့ပါတယ်။တကယ်တော့မီလီယာမြောက်ဖက်တော်မှာရှိတဲ့မြေခွေးလေးကိုကယ်ပေးစေခြင်းကြောင့်ပြောသွားတာပါ။ရှင်းကသူဒီဂိမ်းကမာမှာဘာမှသိလို့ဆရာမရှိတာကြောင့်မီလီပြောသလိုမြောက်ဖက်တော်ကိုတွားကြည့်ဖို့လုပ်တယ်။မနေ့ရောက်တော့ရှင်းကတီးတန်းလာစီသွားပြီးတီယေရာကိုရှူနီရိုက်ဇာအတွက်တူလိုက်ရင်ပစ္စည်းတစ်ခုပေးခိုင်းလိုက်တယ်။အဲ့ဒါကတော့အရင်ကရှူနီရိုက်ဇာကိုင်းနဲ့အထူးလက်နဲ့ပဲဖြစ်ပါတယ်။တီယေရာကဓာတ်ကိုကြည့်ပြီးတမျိုးကြီးခန်းစားအကြောင်းရှင်းကအဲ့ဒါ blue moon material တွေကိုခန်းစားနေရတာဖြစ်မယ်လို့ကောက်ချက်ချလိုက်တယ်။ဒါကကီမရာတိုက်လို့ခေါ်တဲ့အရာတွေကိုသုံးပြီးလှုပ်ထားဖြစ်ပါတယ်။သူပြောတဲ့ကီမရာတိုက်တွေကဒန်နိုင်လာသားရဲတွေဖြစ်တာကြောင့်တီယေရာ NOV ခေါင်းချုပ်သွားပါတယ်ပြီးတော့ရှင်းကရှူနီရိုက်ဇာသူ့ကိုမှတ်မိသွားရင်သူ့ကိုပြောချင်တာပြောနိုင်အောင်သူရှိရဲ့နေရာကိုတယ်လီပို့လုပ်ပြီးရဲ့စာရီလေးရေးပေးခဲ့ပါတယ်စာရီထဲမှာကိုပေးချင်တဲ့လူရဲ့နာမည်ကိုရေးပြီးတွားတော့လို့ပြောလိုက်ရင်စာကိုပေးချင်တဲ့သူစီရောက်သွားမှာပါရှင်းကမင်းညရှူနီရိုက်ဇာစီစာပေးကြည့်ဖို့လုပ်ပေမဲ့မရပါဘူးဒါကြောင့်အခုတခါတီယေရာနဲ့စမ်းသက်ကြည့်တော့ရပါတယ်တီယေရာမော်ပညာရှင်ဖြစ်ချင်တာကြောင့်မော်ပစ္စည်းကိုဆွမ်းလက်ရဝါသနာပါပြီးအခုလဲရှင်းစီရနေသူစမ်းသက်ဖို့စာရီတွေထပ်တောင်းလိုက်ပါတယ်ရှင်းလဲတီယေရာကိုနှုတ်ဆက်ပြီးထွက်သွားပါတော့တယ်ရှင်းမြောက်ဖက်တော့တဲ့ရောက်ပြီးစူးစမ်းရှာဖွေနေတော့မှအတားစီတစ်ခုနဲ့တွေ့လိုက်ရပါတယ်အတားစီကအနားရောက်လာတဲ့သူတွေကိုစိတ်ညှို့ပြီးသွားခိုင်းနေတာပါရှင်းကကြမ်းလွန်းတော့အဲ့လိုလုပ်တာအလုံးမဖြစ်ပါဘူးရှင်းလည်းစိတ်ဝင်စားသွားပြီးထက်လျှောက်လာပါတယ်တနေရာရောက်တော့နှကုန်းလိုလိုတွေ့ရပြီးခုနကစိတ်ညှို့ပြီးထွက်သွားခိုင်းတဲ့အတန်ကိုလည်းမကြားတော့ပါဘူးရှင်းလည်းဂိတ်ဘဝကနေဝင်လိုက်တော့မှပဲအမှန်ကွဲတဲ့အတန်လိုလိုကြားလိုက်ရတယ်နောက်ကုန်းနဲ့ဝင်ကြည့်လိုက်တော့အထဲမှာအင်ကွက်လေးရေးထားပြီးအင်ကွက်လေးရဲ့အလဲမှာမြေကွေးလေးတစ်ကောင်အိတ်နေတာကိုတွေ့လိုက်ရပါတယ်။ရှင်းလဲမီလီပြောတဲ့မြေကွေးဖြစ်မယ်လို့တွေးပြီးအနားကိုကတ်သွားပါတယ်။အနားကိုရောက်တဲ့အခါမှာမြေကွေးမှာအစိမ့်နဲ့ချိန်စာမိနေတာကိုတွေ့လိုက်ရတယ်။ရှင်းလဲသူ့စွမ်းနဲ့ချက်ချင်းကုသပေးလိုက်ပါတယ်။မြေကွေးလည်းအသေးကန်နီးကနေပြန်ရှင်းလာပြီးချက်ချင်းကူခဲမှသူ့နားမှာရန်သူတွေဝိုင်းနေပြီဆိုပြီးပေါ်လာတယ်။မြေကွေးကိုကုသပေးလိုက်လို့အတားစီးပြတ်သွားပြီးမကောင်းဆိုးဝါးမိစ္ဆာတွေဝင်လာတာပါ။ရှင်းလဲမိစ္ဆာရဲ့အကုန်လုံးကိုရှင်းပြလိုက်ပြီးအကုန်လုံးတည်သွားတော့ကူခဲမှရန်သူအစ်စ်ထပ်ပေါ်လာပါတယ်။အဲ့ဒါကြီးကတော့နောက်ကုန်းမှာရှိတဲ့မြေကွေးရုပ်ထုတွေဖြစ်ပါတယ်ရုပ်ထုတွေကတဖြည်းဖြည်းကွဲလာပြီးအထက်ကနေမိစ္ဆာမြေခွေးနှစ်ကောင်ထွက်လာပါတယ်သူတို့ရဲ့ level တွေက600ကျော်ဖြစ်နေပြီးအတော်လဲကျန်းပါတယ်ရှင်းလဲဒီကောင်တွေကိုမရှင်းပြရင်အဆင်မပြေဘူးဆိုပြီးပြန်တီးပါတော့တယ်ရှင်းက shadow ဘိုင်းနဲ့မြေခွေးတို့ချုပ်လိုက်ပေမဲ့မြေခွေးတွေကမြူတွေကိုဖန်တီးလိုက်တယ်မြူတွေကြောင့်ကောင်းကောင်းမမြင်ရတော့တဲ့ရှင်းကို share တိုက်တော့တယ်သူ့လက်ထက်ကမြေခွေးလေးကသူ့ကိုနေရာတစ်ခုကိုညွှန်ပြတယ်
အဲ့ဒီနေရာတော့မြေခွေးလေးရှိခဲ့တဲ့အမော်အင်းကွက်နေရာပဲဖြစ်ပါတယ်အဲ့ဒီနေရာနေဆိုရင်အကုန်လုံးကိုမြင်နိုင်ပါတယ်ရှင်းကမြေခွေးတွေကိုကောင်းကောင်းပြန်မြင်သွားတာကြောင့်ခြေချမ်းနဲ့အစွမ်းတွေတုံးပြီးတုတ်တင်လိုက်ပါတော့တယ်မြေခွေးတွေတေဆုံးသွားပြီးနှကုန်းလည်းပျက်စီးသွားပါတယ်သူကမြေခွေးလေးရဲ့ level စစ်ကြည့်တော့211ဖြစ်နေပြီး element တွေဖြစ်နေတာကြောင့်အံ့ဩသွားပါတယ် element တွေဆိုတာက new gate ထဲမှာအဆင့်မြင့်ဆုံးသားရဲပါလူပုံလဲပြောင်းနိုင်တယ်လို့သားရဲပုံလဲပြောင်းနိုင်တဲ့ element တွေကဒီလိုပုံလေးဖြစ်နေတော့ထူးဆန်းနေပါတယ်သူကမြေခွေးလေးကိုခေါ်မွေးဖို့ဆုံးဖြတ်လိုက်ပါတယ်အပိုင်းသုံးဆမှာပဲရှင်းရ element တွေမြေခွေးလေးနဲ့စာချုပ်ချုပ်ဖို့လုပ်ပါတယ်မြေခွေးလေးကလည်းပျော်ရွှင်နေပြီးစာချုပ်ချုပ်လို့အပြီးမှာပဲရှင်းရသူ့ကို Yusuha လို့နာမည်ပေးလိုက်ပါတယ်တီရာစီကစာတစောင်ရောက်လာလို့ဖတ်ကြည့်လိုက်တော့တီရာက Shunirizer စီကိုစာပို့နိုင်ခဲ့ပြီဆိုတာသိလိုက်ရပါတယ်စုံစမ်းသူ guide ကိုပြန်ပြီးတော့သူနဲ့တိုက်ခိုက်ခဲ့တဲ့အယိုးကြောက်တွေအကြောင်းကိုသတင်းသွားပို့တယ်နောက်ထပ်ဘာမရှင်တွေလောက်အောင်လဲလိုက်ရှာနေတော့မှထူးဆန်းတဲ့တောင်းဆိုချက်တစ်ခုကိုတွေးလိုက်ရပါတယ်တောင်းဆိုချက်ထဲမှာတော့လိုအပ်တဲ့ round ကိုမဖော်ပြထားဘဲနဲ့ကျွမ်းကျင်သူလိုအပ်တယ်လို့ပဲရေးထားပါတယ်။နေရာလည်းမိဘမဲ့ဖျားเจ้าမှာဆိုတော့မီလီကိုလည်းတွေးအောင်ဆိုပြီးလက်ခံလိုက်တယ်။ဖျားเจ้าနဲ့ရောက်တော့ sister တယောက်ကထွက်လာပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။ရှင်းပြောတဲ့စကားတွေကိုနားထောင်ပြီးတော့အံ့ဩနေတယ်။မီလီအကြောင်းပြောတော့ sister မျက်မှောင်ကျုံသွားတယ်။ရှင်းကိုမယုံတဝက်ယုံတဝက်နဲ့သူ့နောက်လိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။မီလီကရှင်းကိုတွေးတော့ပျော်ပြီးပြည့်ဖက်လိုက်တယ်။ရှင်းကမီလီကိုအရင်နေ့ကခဲခိုင်းခဲ့တဲ့မြေခွေးလေးကိုကဲလိုက်ပြီးဆိုတာပြောပြပါတယ်။စစ်တာသူ့တောင်းဆိုချက်ကိုပြောပြတယ်။ကျွမ်းကျင်သူဆိုတာအခုခေတ်မှာအတော်ရှားပါသွားတဲ့သူတွေပါ။သူ့ရဲ့တောင်းဆိုချက်ကတော့ကျွမ်းကျင်သူတွေရဲ့အကူအညီကိုယူပြီးတန်းစင်ချင်းမှော်ကိုရယူဖို့ပါ။ရှင်းကတော့တိတ်မခင်းကြောင်ပြောလိုက်တော့ sister ကအံ့ဩနေပါတယ်။ရှင်းကဒီလိုလုပ်ပြီးတဲ့အတွက်စူးကြီးအနေနဲ့ပတ်စံပေးကြမလို့ပဲမီလီရဲ့စွမ်းရည်အကြောင်းနဲ့မိဘမဲ့ဖျားအကြောင်းရဲ့သတင်းကိုပဲသိကျင်တာပါ။ sister မီလီရဲ့စွမ်းရည်အကြောင်းပြောပြတယ်။မီလီကနမျက်စိလို့ခေါ်တဲ့အနာဂတ်ကိုမြင်နိုင်တဲ့စွမ်းရည်တစ်ခုရှိနေပြီးဒီအကြောင်းကိုမတမာသူတွေသိပြီးမီလီကိုအသုံးချမှာဆိုတဲ့အတွက်လှုပ်ဝက်ထားရတယ်လို့ဆိုပါတယ်။ဒါကြောင့် Weham Arvis ကမီလီကိုစောင့်ရှောက်နေရပြီးသူ့ကိုကြောက်လို့ဘယ်သူမှမီလီကိုမထီရဲကြပါဘူး။မီလီမှာနမျက်စိရှိနေတော့မီလီကိုရန်ကယုံကြည်တဲ့သူကို sister တို့ကလည်းအကျွမ်းမဲ့ယုံကြည်ကြောင်းပြောပြတယ်။ sister ကတန်းစင်ချင်းမော်ကိုတင်ပေးရမှာသူ့ကိုမဟုတ်ပဲကွဲလွန်သွားတဲ့ဖုန်းတော်ကြီးရဲ့မြေမဟုတ်တာဖြစ်ကြောင်းပြောပြပါတယ်မိဘမဲ့ကလေးရှိတဲ့နေရာကိုသွားတော့ကလေးတွေကမြေခွေးလေးနဲ့ဆော့ရလို့ပြောနေပါတယ်အဲဒီချိန်မှာပဲမီလီကမြေတို့လှုပ်လိုက်သည်မသိမြေခွေးလေးကရှင်းကောင်းပေါ်တက်ပြီးမီလီလက်ထဲပြန်ရောက်သွားပါတယ်သူတို့နောက်မိဘမဲ့ကလေးတွေထိန်းချောင်းပေးနေရတဲ့မိန်းကလေးရောက်လာတယ်သူကဒီဖျားကျောင်းဖုန်းတော်ကြီးကကွယ်လွန်သွားတာကြောင့်တခြားဖုန်းတော်ကြီးကိုပြင်ရမှာဖြစ်ပြီးအဲ့ဖုန်းတော်ကြီးအစ်စ်ကလည်းမိဘမဲ့ကေယာကိုဖျက်သိမ်းခြင်းကြောင်းပြောပြတယ်ဒါကြောင့်မိဘမဲ့ကေယာကိုမဖျက်သိမ်းအောင်ဒီကျောင်းက sister ကိုဖုန်းတော်ကြီးအစားထိုးခန့်လိုက်မယ်ဆိုရင်တော့တန်းစင်ချင်းမော်ကိုတုံးတက်မှရမှာပါဒါကြောင့်မိဘမဲ့ကေယာကိုမဖျက်သိမ်းစေခြင်းရင် sister ကိုတန်းစင်ချင်းမော်တင်ပေးမှရမှာပါဒါပေမဲ့တင်ပေးတာချင်းအတူတူစောနာ sister ကိုတင်ပေးတာထက်ကွယ်လွန်သူဖုန်းတော်ကြီးရဲ့မြေ sister Russia ကိုတင်ပေးရင်ပိုပြီးဦးစားပေးခံနိုင်ရတာကြောင့် Russia ကိုတင်ပေးတာအကောင်းဆုံးပါမီလီနဲ့စကားပြောနေရင်းနဲ့ခေါင်းကိုပုတ်လိုက်တော့ကျန်တဲ့ကလေးရပါငင်းကြည့်ကုန်ပါတယ်ခဏအကြာ sister ထွက်လာတော့ကလေးနဲ့အတူတပင်အောင်မှာရောက်နေတဲ့ရှင်းကိုတွေးလိုက်ရတယ်ရှင်းကတန်းစင်ချင်းမော်ကိုတင်ဖို့လိုအပ်ချက်အနေနဲ့ရှေချမ်းနဲ့မတိမျိုးတွေပေါက်ဖွားတဲ့နေရာကိုမေးတယ် sister ကမတိမျိုးတွေပေါက်ဖွားရဆိုရင်ဝင်းကြီးလွေမျိုးဆိုတာရှိကြောင်းပြောပြတယ်သူတို့စကားပြောနေတော့မှအားဖစ်ရောက်လာတယ်မရှင်ကိုလက်ခံလိုက်တဲ့စွန်သားသူကမင်းမဲကိုဆိုပြီးနှုတ်ဆက်လိုက်တယ်ရှင်းကသူပြောမဲ့ဟာတွေကိုအပြင်ကိုမပေါက်ကြားစေခြင်းကြောင့်တောင်းဆိုတယ်တန်းစင်ချင်းကိုပြုလုပ်ဖို့အတွက် Holy Banquet of Prayer နဲ့ level 150ရှိတဲ့ monster 200ကျော်ကိုတုတ်တင်ရမှာဖြစ်ပါတယ်ရှင်းကသူ monster တွေကိုဒေကန်နီးဖြစ်အောင်လုပ်ပေးမယ်ရုရှားကအဆုံးသတ်ပေးလိုက်ရုံပဲလို့အကြံပေးတယ်ဂိုက်ကိုပြန်ရောက်တော့ Arvis နဲ့အတူတူတောက်နေတယ် Arvis ကမင်းကရွေးချယ်ခံရသူလားလို့မေးလိုက်တယ်ရွေးချယ်ခံရသူဆိုတာကမွေးကလေးကမော့ပါရမီပါလာပြီး monster တွေရဲ့အကြောင်းနဲ့လိမ့်ဆန်တွေရဲ့အကြောင်းတွေကိုနန်းနန်းဆက်ဆက်သိရသူဖြစ်ပါတယ်ရှင်းကတော့သူ့အခြေအနေကိုပြောပြဖို့ခက်နေတယ်တီရာစီကနေစာဝင်လာလို့ဖတ်ကြည့်လိုက်တော့ Shunirizer ကပြန်ဆက်သွယ်လာပြီလို့ရေးထားတယ်ရှင်းကိုလည်းမိကုန်းနဲ့အများကြီးမေးထားသေးတယ်လို့ဆိုတယ်နောက်ထပ်အရေးပေါ်ကလုတ်ကလင်းလာလို့နှိပ်လိုက်တော့မိတ်ဆက်စာရေးလေးပေါ်လာတယ် Arvis လည်းသူ့မှာတစ်ခုရှိကြောင်းထုတ်ပြပြီးအစ်စ်ဟုတ်မဟုတ်စစ်ကြည့်ကြတယ်မနေ့ရောက်တော့ရှင်းက sister Russia Arvis တို့နဲ့အတူဝိညာဉ်လွယ်မျိုးရောက်နေပြီးလုပ်ငန်းစားဖို့ပြင်တယ်မစခင် Russia ကို Holy Banquet of Prayer ကိုပေးထားလိုက်ပြီးသူက monster တွေကိုသွေးလျှော့ Russia ကုသခြင်းမော်နဲ့အဆုံးသတ်ပြီးအတွဲညီတိုက်ကြပါတယ် Arvis လည်းတိုက်ခဲ့တဲ့ပါဝင်လာပြီးတော့ရှင်းတဲ့အတူ monster တွေကိုသွေးလျှော့ပေးပါတယ်မကြခင်မှာပဲပုံဝင်းကျင်အခြေအနေအမောင်းလာပြီးရှင်းတို့လည်းတိုင်ရင်နဲ့လူခွဲပြီးတိုက်ရတဲ့အခြေအနေကိုရောက်လာပါတယ်တစ်ဖက်မှာတော့သူရဲကောင်းတွေက monster ကျန်းစားတွေကိုတိုက်ခိုက်နေပြီးတနေရာမှာတော့ဘယ်စစ်တီမှမတိုက်နိုင်တော့တဲ့ monster ကြီးကိုတွေ့ရမှာပါသူတို့တေတော့မယ်လို့ထင်နေတော့မှပဲစပင်းငွေရောင်နဲ့မိန်းကလေးတယောက်ရောက်လာပြီးစစ်တီတွေအများကြီးတော့မနိုင်တဲ့ monster ကြီးကိုတီးလိုက်ပါတော့တယ်သူမကတော့ Shunirizer ပဲဖြစ်ပါတယ် Shunirizer ကိုစစ်တီတော်တွေကမကောင်းဆိုးဝါးကြီးကိုတုတ်တင်ပေးလို့ကျေးဇူးတင်ကြောင်းပြောနေပါတယ်ပြီးတော့ထူးဆန်းစွာနဲ့ပေါ်လာတဲ့မတင်မျိုးအယိုးကြောက်တွေအကြောင်းကိုလည်းပြောပြပါတယ် Shunirizer ကကိစ္စတွေပြီးရနဲ့ရှင်းကိုတွေးဖို့အမြန်ဆုံးပြန်လာပါတယ်တပတ်မှာတော့ရှင်းတို့ကဂျေးပိတ်နယ်မြေထဲမှာမကောင်းဆိုးဝါးတွေကိုနှိမ်နင်းနေကြပြီးရုရှားကလည်းနောက်ဆုံးမှာစကေးအစ်ရရှိသွားပါပြီအိမ်ပြန်မလို့လုံနေတော့သူတို့နှိမ်နင်းခဲ့တဲ့မကောင်းဆိုးဝါးတွေရဲ့ဝိညာဉ်တွေကနေ level 800ကျော်ရှိရဲ့စွမ်းအားမြင့်မကောင်းဆိုးဝါးအသွင်ကိုပြောင်းသွားပါတယ်သူတို့ကဂျေးပိတ်နယ်မြေရဲ့ကြောင်းနေလို့ဒီကောင်ကြီးကိုလည်းဒီနယ်မြေကနေမထွက်နိုင်လောက်ဘူးလို့မှတ်နေပါတယ်ဒါပေမဲ့မကောင်းဆိုးဝါးကြီးကလက်တစ်ချက်ပဲထိုးလိုက်ရသေးတဲ့ဂျေးပိတ်တာအပ်သွားပါပြီသူတို့လည်းလိုက်ရံမှုနေလို့ရှင်းတို့လည်းပြေးနေရပြီမကောင်းဆိုးဝါးတွေလည်းအရင်အထက်အစာအုံများစွာပေါ်လာကြတော့ Arvis ကပြေးဖို့ပဲအကြံပေးပါတယ်
ရှင်ကတော့ဒီမကောင်းဆိုးဝါးတွေကိုလွတ်ပေးလိုက်ရင်မြို့ရဲရောက်လာမှာဆိုလို့သူနေခဲ့လိုက်ပြီး Avis တို့2ယောက်ပဲထွက်ပြေးဖို့လှုပ်ခိုင်းလိုက်ပါတယ်ပြီးတော့ limit off လုပ်လိုက်တာ Avis ကတော်တော်အံ့ဩသွားပါတယ်သူ့ရဲ့မော်ဆန်အားကိုမြင်သွားတဲ့ Avis ကရှင်းကိုစိတ်ချသွားတာကြောင့် Russia ကိုခေါ်ပြီးထွက်ပြေးသွားပါတယ်ရှင်းကမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်တဲ့နေရာမှာလည်း Yuzuha အတော်ကူညီပေးပါတယ်ရှင်းသုံးတဲ့မော်ဆန်အားအကျဉ်းလုံးအားကြီးတော့အိမ်ပြန်လာတဲ့ Shuni Riser တွေ့သွားပါတယ်မကောင်းဆိုးဝါးတွေကလည်းများလွန်းတော့အခုကဲမှမှာအနီရောင်တွေဖွေးနေပါတယ်အဲ့ဒီအချိန်မှာအပြာရောင်တစ်ခုကသူ့စီဥတီလာနေတာကိုတွေ့လိုက်ရတယ်။အပြာရောင်ဆိုတာကသူ့ရဲ့မဟာမဲကိုကိုစားပြုတာဖြစ်လို့ရှူနီရိုက်ဇာလားမသိဘူးဆိုပြီးတနေရာမှာသွားဆောင်နေတယ်။မကောင်းဆိုးဝါးတွေသူတို့နားမလာနိုင်အောင်ယူဇူဟာအကာအကွယ်လုပ်ပေးထားပါတယ်။ရှင်းကရှူနီရိုက်ဇာကိုနှုတ်ဆက်လိုက်ပြီးတောင်းပန်ကြောင်ပြောလိုက်တယ်။ဒါပေမဲ့ရှူနီရိုက်ဇာကအင်တင်လုံနေပြီးရှူနီရိုက်ဇာကိုတောင်းပန်တဲ့စကားပြောလို့မရကြောင်းသဘောပေါက်သွားတော့ပြန်ရောက်ပြီလို့ပဲနှုတ်ဆက်လိုက်ပါတယ်။လောလောဆယ်တော့ယူဇူဟာအားကုန်သွားပြီးအကာအကွယ်တွေကပျက်စီးသွားပါတယ်။မကောင်းဆိုးဝါးရောက်လာတော့ရှင်းတို့2ယောက်သားတိုက်ခိုက်ဖို့ပြင်တယ်။ရှူနီရိုက်ဇာနဲ့2ယောက်ပေါင်းပြီးစင်ကြယ်ချင်းမော်ကိုတုံးလိုက်ပါတယ်။ဘေးနာမကောင်းဆိုးဝါးတွေအကုန်ရှော့သွားပြီးယူဇူဟာလည်းအားပြန်ပြေးလာတယ်။ရှင်းကအိုင်တန်ဘောက်ဆဲရဓာထုတ်လိုက်ပြီးအကျန်းဆုံးကောင်လှိချလိုက်ပါတယ်။မကောင်းဆိုးဝါးကြီးလည်းတစ်ချက်ချင်းနဲ့မှောက်သွားပြီးမသေးခင်မှာစပိုင်စီနဲ့အောင်ထုတ်လေးစားခြင်းတယ်လို့မြန်မာလိုပြောသွားတယ်။ရှင်းလည်းမကောင်းဆိုးဝါးကြီးကစကားပြောနေတာကြောင့်ထူးဆန်းနေတော့အနားကိုရှူနီရိုက်ဇာရောက်လာပါတယ်။ရှင်းကရှူနီရိုက်ဇာကိုဂိတ်ကီပါနှိမ်နှင်းတော့အကြောင်းကိုပြောပြတယ်။ Final boss လည်းရှော့သွားရောအခန်းရဲ့အနောက်ကကေးဘောက်တွေပွင့်လာပြီးသူလည်းလေကွင်းတနေရောက်သွားတယ်လို့ပြောပြပါတယ်။ရှူနီရိုက်ဇာကရှင်းနဲ့အတူဒီနိုင်ငံကိုဆက်ရောက်ခဲ့တဲ့အခုချိန်ထိဖြစ်ပျက်နေရတွေကိုမှတ်မိပါတယ်။ရှင်းပြောက်ွယ်သွားတော့ကရှူနီရိုက်ဇာတို့လိုတခြားစီခံနေတဲ့တခင်တွေလည်းပြောက်ွယ်သွားကြတယ်လို့ဆိုပါတယ်။ရှင်းကတော့တီးတန်းလာဆိုင်ကိုရောက်ရင်ပါတီလုံးမယ်လို့ပြောလိုက်ပါတယ်။ရှင်းတဲ့စကားပြောနေရင်ယူဇူကအကြောင်းမေးလိုက်တယ်။ရှင်းက element တွေမြေခွေးဖြစ်ကြောင်းပြောလိုက်ပြီးမြေခွေးကိုတေချာကြည့်မိလိုက်တော့အမိ3ယောက်ရှိနေတာကိုတွေ့လိုက်ရတယ်။ယူဇူဟာရှင်းကိုစကားပြောလိုက်လို့ရှင်းကအံ့ဩသွားပါတယ်။တကယ်တော့ယူဇူဟာကိုမကောင်းဆိုးဝါးကြီးကအင်ကွက်တွေနဲ့ချုပ်ထားတာဖြစ်ပြီးအခုတော့မကောင်းဆိုးဝါးကြီးလည်းတည်သွားတော့လွတ်လွတ်လပ်လပ်ဖြစ်သွားတာဖြစ်ပါတယ်။လူကြားတဲ့စကားပြောနေရင်ထူးဆန်းနေမှာဆိုလို့စကားမပြောခိုင်းပဲအမိကိုလည်းတစ်ချောင်းနဲ့ပြန်ပြောင်းခိုင်းလိုက်ပါတယ်။ရှူနီရိုက်ဇာကယူဇူဟာကိုချီချင်နေတော့ချီခိုင်းလိုက်ပါတယ်။ပြီးတော့နောက်မကြခင် Avis တို့ကိုအမိပြန်လိုက်ဖို့ထွက်လာပါတယ်။ဓမ္မမှာပြေးနေတဲ့ Avis ကမြန်လုံးတဲ့အချိန်နဲ့အရာတစ်ခုသူတို့နောက်လိုက်လာပြီးတော့မကောင်းဆိုးဝါးလိုက်လာတဲ့ထင်ပြီးခုခံဖို့ပြင်လိုက်ပါတယ်။အနားရောက်တော့မှရှင်းတို့ဖြစ်ကြောင်းသိသွားပြီးရှင်းရဲ့အစွမ်းကိုလန့်သွားပါတယ်။တခြားတစ်ပတ်မှာတော့မြေပြင်မှာထင်နေတဲ့အကြောင်းအရာကိုကြည့်ပြီးစစ်တီတွေကဆွေးနွေးနေကြပါတယ်။သူတို့ရဲ့ခေါင်းဆောင်ကညာမလန်မကန်းကတွေးလိုက်တဲ့အလင်းရောင်ကြီးကြောင့်မကောင်းဆိုးဝါးတွေတည်သွားပြီးသူတို့ကဒဏ်ရာတွေပျောက်ကင်းသွားတာကြောင့်ထူးဆန်းနေရဲ့။နောက်ဆုံးတော့အကြောင်းကြီးရဲ့အဆုံးမှာရှင်းကြံခဲ့တဲ့ဓာကြီးကိုတွေးလိုက်ရပါတယ်။နန်းနန်းဆက်ဆက်ရှိပုံရတဲ့စစ်တီတော်ကဓာတ်ရဲ့အယိုးကငှက်တစိတ်ကိုကြည့်ပြီးဒီလိုဓာတ်မျိုးထွင်းထူးနိုင်တဲ့သူကတယောက်ပဲရှိရလို့အခိုင်အမာပြောလိုက်ပါတယ်။အဲဒီလူကတော့ high human တယောက်ဖြစ်တဲ့အနက်ရောင်ပဲဆရာပဲဖြစ်ပါတယ်။စစ်တီတော်တွေကဓာတ်ရဲ့ပိုင်ရှင်ကိုရှာခြင်းနေတယ်။ဘူသူရရှိပုံရတဲ့စစ်တီတော်တယောက်ကတော့ဒီလိုရှားပါးဓာတ်မျိုးကိုလုံနိုင်တာတီးတန်းလာဆိုင်ရပဲလို့အပိုင်တွက်လိုက်ပြီးတီးတန်းလာဆိုင်ကိုဓာတ်ကိုပြန်ပို့ရင်းနဲ့သတင်းစုံစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ပတ်မှာတော့ Avis ကရှင်းနဲ့ Shuni Riser ပါလာလို့အံ့ဩနေပါတယ်။တကယ်တော့ Shuni Riser နဲ့ Avis ကအနေငယ်သိထားကြတဲ့ပုံပေါ်ပါတယ်။ရှင်းက level 800ရှိရဲ့မိစ္ဆာကြီးကိုရှူနီရိုက်ဇာနှိမ့်နှင်းလိုက်တယ်လို့ပြောတော့လည်းမယုံပါဘူး။သူတို့စကားပြောနေတော့ရုရှားကအတိပြန်ဝင်လာတယ်။ရှူနီရိုက်ဇာကိုရုတ်တရက်မမှတ်မိပေမဲ့ Avis ကအစဖော်ပေးလိုက်တော့မှတ်မိသွားပါပြီ။ကြည့်ရတော့ရုရှားကလည်းရှူနီရိုက်ဇာရဲ့ fan ပဲဖြစ်ပါလိမ့်မယ်။ရှင်းတို့ပြန်လာရင်လမ်းမှာ Avis ကအတိပေးတယ်။တကယ်တော့သူတို့တန်းစင်ချင်းမော်ကိုတင်ပေးလိုက်တာနဲ့ပတ်သက်ပြီးပြဿနာတစုံတရာဖြစ်လာရင်ရှင်းတို့ကိုမပါစေချင်ပါဘူး။တကူဖြစ်လာရင် Avis ကသူပဲအကုန်လုံးနဲ့ရင်ဆိုင်မယ်လို့တွေးထားလိုက်ပါတယ်။ရှင်းကတော့ Avis ကိုကြီးတကူလိုအပ်ရင်တီးရအောင်ဆိုပြီး teleport လုပ်တဲ့စာကြီးလေးကိုပေးခဲ့လိုက်ပါတယ်။ Shuni Riser ကတော့ရှင်းအရင်ကသူနဲ့တိုက်ပွဲတွေဝင်တော့ကလည်းအခုလိုမျိုးပဲလို့မှတ်ချက်ပြုလိုက်တယ်။သူနဲ့ Shuni Riser တို့ကတီးတန်းလာဆိုင်စီရောက်တော့တီရရာဆောင်ကြိုနေပြီးရှင်းနဲ့ Shuni Riser ကိုအတူတွေ့ရလို့အံ့ဩနေပါတယ်။ရှူနီလည်းအခုမှတော့မထူးတော့ဘူးဆိုပြီးရှင်းကဒီဆိုင်ရဲ့မူရင်းပိုင်ရှင်ဆိုတာပြောပြလိုက်ပါပြီ။ထင်မှတ်မထားတာကြောင့်တီရာကအံ့ဩသွားပြီးရှင်းကိုလည်းတောင်းပန်လိုက်ပါတယ်။ညစာအနေနဲ့ကတော့ရှူနီပြင်ဆင်ပေးတဲ့ရှယ်ဟင်းရတွေကိုသုံးဆောင်ပြီးအရက်အတူတူတောက်ကြပါတယ်။ဒီဟင်းပွဲတွေကထူးဆန်းနေတယ်လို့တီရာပြောလိုက်တော့ရှူနီကရှားပါမကောင်းဆိုးဝါးတွေရဲ့အသားကိုချက်ထားတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ရှင်းကတခြားစပူတာတွေအကြောင်းမေးနေတယ်။သူတို့ရဲ့ပိုင်ရှင်တွေပြောက်ကွယ်သွားပြီးနောက်ပိုင်းဘာတွေလုပ်ကြလဲဆိုတာပေါ့။သူတို့စကားပြောနေတော့တီရရာကနည်းနည်းလောက်ပဲတောက်ဝသေးတဲ့မူးနေပါပြီအမူးလုံးနေတဲ့တီရရာကိုရှူနီကအိယာဘော်ကိုခေါ်သွားလိုက်ပါတယ်ရှင်းလက်စားပြီးတောက်ပြီးတော့သူ့ရဲ့အိတ်ခမ်းကိုလာလိုက်ပြီးအနားယူဖို့ပြင်လိုက်ပါတယ်သူတရေနိုးလာတော့သူ့ကိုတခုခုကဖိထားသလိုခံစားလိုက်ရတယ်ယူစုဟာလည်းမဟုတ်ပဲရှူနီရိုက်ဇာဖြစ်နေတာပါသူပျောက်သွားလို့ဒုက္ခရောက်သွားတဲ့နောက်လိုက်တွေအတွက်ရှင်းရတောင်းပန်လိုက်တယ်မနေ့ရောက်တော့ရှူနီရိုက်ဇာလည်းမရှိတော့ပဲငွေရောင်အမွှေးတွေကိုပဲမြင်ရပါတယ်တကယ်တော့ element တွေမြေခွေးဖြစ်တဲ့ယူစုဟာပထမဆုံးလူသားအဖြစ်ပြောင်းသွားတာပါအပြင်နေပါရီသွားရင်အင်ကြီးမပါရင်မသိတော့တာမို့လို့သူရင်က element တွေရဲ့အတွက်ချုပ်ဖူးတဲ့ဝတ်စုံကိုပေးဝေလိုက်ပါတယ်မနက်စာစားနေတော့ယူစုဟာကိုလွန်ခဲ့တဲ့200ကျော်ကပျောက်သွားတဲ့လူတွေအကြောင်းနဲ့ယူစုဟာရဲ့အကြောင်းကိုပါမေးကြည့်တယ်တကယ်တော့ယူစုဟာသူ့ဟာသူနေရင်းနဲ့ငလင်းနေပါရီလှုပ်လာသလိုလေလည်းအရန်ကျန်းလာတာမို့လို့သူကတွက်စင်တွေကိုထိန်းချုပ်ပြီးပြန်ကျင်အောင်လုပ်လိုက်တာဖြစ်ပါတယ်ပြီးတော့လည်းဒဏ်ရာရသွားလို့ဗိမာန်ထဲကိုဝင်နေတာလို့ဖြေလိုက်ပါတယ်
လွန်ခဲ့တဲ့နှစ်900ကျော်ကလူတွေအကြောင်းကိုတော့သူလုံးဝမသိပါဘူးရှင်းက element တွေမြေခွေးတွေကအတွက်စင်တွေကိုထိန်းချုပ်နိုင်နေဆိုတာတော့သိပေမဲ့ဒီလိုမျိုးသဘာဝကပ်ဘေးတွေကိုထိန်းချုပ်နိုင်နေဆိုတာတော့လုံးဝမသိပါဘူးယူဆူကဒေဂန်ကြီးဖြစ်နေတော့မှရှင်းလာပြီးခဲ့တာတော့ပဲသူကမှတ်မိပါတယ်ရှူနီရိုက်ဇာရှင်းရဲ့နောက်လိုက်ဖြစ်တဲ့ဂါရက်ကအခုထိတက်ရှိထင်ရှားရှိနေတာကြောင့်သူ့ရှိသွားခြင်းလားလို့မေးလိုက်ပါတယ်ရှင်းပြောက်သွားပြီးတဲ့နောက်ပိုင်းမှာဂါရက်ကအတိုင်းပြည်တစ်ပြည်ကိုတီထောင်နိုင်ခဲ့ပြီးရှင်းပြန်ပေါ်လာမှအောင်စောင့်နေခဲ့ပါတယ်အခုဆိုရင်ဂါရက်လည်းအနားယူလိုက်ပြီးအဲ့ဒီတိုင်းပြည်တော်မှာအုပ်ချုပ်သူအဆင့်ဆင့်ပြောင်းပြီးပါပြီဂါရက်ရှိတဲ့တိုင်းပြည်ကိုသွားဖို့အတွက်ရှူနီရိုက်ဇာကသူတို့အပြင်တီယေရာကိုပါခေါ်သွားမယ်လို့ပြောလိုက်ပါတယ်ဆန်တော့ရှင်းကသူယူလာမယ်လို့ပြောလိုက်တော့တီယေရာကအံ့ဩသွားပါတယ်အခုလောလောဆယ်တော့ရှူနီလည်းအလုပ်ကိစ္စတွေရှိနေပြီးရှင်းရလည်းဂိုင်းမှာဓာတ်တွေရောင်းဖို့အရင်လုပ်ပါတယ်အဲ့ဒါရင်မတိုင်ခင်သူတို့ကအချင်းချင်းဆက်သွယ်ရလွယ်အောင်ပါတီဖွဲ့လိုက်ပါတယ်ဒီရာကိုလည်းစွန်စားသူဖြစ်လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်းရယူဇူဟာနဲ့ဗပဲဖို့အတွင်းဝင်လာပြီးတော့ဓာတ်လုပ်ကြည့်ရဲ့မထင်မှပဲစိတ်ပေါဝင်စားတော့တာကြောင့်အရန်ကျန်းတဲ့ဓာတ်ကြီးကိုလှုပ်လိုက်မိရဲ့ပြီးမှဒီလိုဓာတ်မျိုးကနန်းတော်ကဓာတ်ရီထက်တောင်အရန်အဆင့်မြင့်နေတာကြောင့်ရောင်းဖို့အဆင်မပြေလို့ပုံမှန်လောက်ပဲဓာတ်ရီအများကြီးလှုပ်လိုက်ပါတယ်ရှင်းရဓာတ်ရီအများကြီးလှုပ်ပြီးတော့ဂိုက်ကိုသွားရောင်းဖို့ပြင်တယ်ဂိုက်ကိုမသွားခင်တီရာကိုစောင့်နေတယ်တီရာကတော့အပြင်သွားဖို့ဆိုရင်အဝေးရင်လဲမှဖြစ်မယ်ဆိုပြီးလဲနေတာပါသူထွက်လာတော့မှဂိုက်ကိုသွားဖို့ပြင်တယ်တီရာကတော့လမ်းတစ်လျှောက်မှာရှင်းကိုစားလိုက်ပါသေးတယ်ရှင်းကဂိုင်းမှာသူ့ရဲ့ဓာတ်တွေကိုရောင်းအောင်မှဖြစ်ပြီးဒီရာကိုလည်းမှတ်ပုံတင်ပေးဖို့ဖြစ်ပါတယ်အပိုင်း6မှာတော့ရှင်းတို့ကမြို့ကိုတက်ပြီးတော့ဈေးဝယ်နေပါပြီရှင်းနဲ့တီရာမြို့ထဲကိုတစ်ခါမှမရောက်ဖူးတဲ့အတွက်ကြောင့်မလို့မြို့ထဲကိုလိုက်ပဲကြည့်ရင်းနဲ့ဂိုင်းရှိရဲ့နေရာကိုမသိရကြောင်းရှင်းရပဲဥဆောင်ပြီးခေါ်သွားလိုက်ပါတယ်ဂိုင်းကိုရောက်တဲ့အခါမှာတော့ရှင်းကိုဂျီရန်ကနေအီရန်ကိုတိုးပေးလိုက်တာကိုတွေ့ရပါတယ်ရှင်းအနေနဲ့ quest တွေတစ်ခုမှမလုပ်ရသေးဘူးဆိုပေမဲ့ရှင်းအနေနဲ့အရင်တုန်းက high rank monster တွေကိုတတ်ခဲ့တဲ့အရာတွေရှိတဲ့အတွက်ကြောင့်မလို့ရှင်းကိုတိုးပေးတာဖြစ်ပါတယ်တလက်စားတဲ့ရှင်းပေးရကောင်မလေးကိုမေးလိုက်ပါတယ်ရှင်းကတော့ဒီတိုင်းတက်တက်ခေါ်လာဖြစ်ပြီးဂိုင်းမှာလည်းဆင်းသွေးကျင်လို့ပြောပါတယ်သူကတော့ရှင်းတို့နှစ်ယောက်ကိုချစ်သူတွေလို့ထင်နေကြပြီးရှင်းတို့မျိုးထဲမှာလက်ချင်းတွဲပြီးလမ်းလျှောက်တာတွေအစသိနေပါတယ်ရှင်းအနေနဲ့လေးမြတ်ထားတဲ့နေရာအကြောင်းကိုနည်းနည်းပါးတီးခေါက်ကြည့်ပါတယ်ဒါပေမဲ့အဲ့ဒီလေးမြတ်ထားတဲ့နေရာကဘီရန်နဲ့အထက်မဟုတ်ရင်ပေးတီးလို့မရတဲ့အတွက်ကြောင့်မလို့ရှင်းအနေနဲ့မသိရတော့ပါဘူးရှင်းကဖားနစ်စီသွားမှာမို့လို့လှုပ်လို့ရတဲ့အလုပ်လေးပါလေးရှိရင်လမ်းကြောင်ဝင်လုပ်ခဲ့မလို့ပြောပါတယ်ဒီလိုနဲ့ဖားနစ်လမ်းမှာဆိုရင်ရထားတွေကိုဆုံးချက်ပြီးတဲ့အလုပ်ရှိရကြောင်းအဲ့ဒီလုပ်ကိုပဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလုပ်မှာတော့သူတို့အပြင်စွန်သားသူနှစ်ယောက်နဲ့ပူးတွဲလုပ်ကန်ရမှာဖြစ်ပြီးတော့ရထားကလည်းညနေ4 နာရီမှာထွက်မှာဖြစ်ပါတယ်သူတို့အနေနဲ့ညနေ4 နာရီမတိုင်ခင်လှုပ်ရှားလုပ်တွေတခုမှမရှိတဲ့အတွက်ကြောင့်မလို့မျိုးထဲမှာပဲပတ်ပြီးရှောက်လဲဖို့ဆုံးဖြတ်လိုက်ပါတယ်ရှင်းကတီယေရာကိုဖះเจ้าကိုခေါ်သွားပါတယ်ဖះเจ้าမှာတော့တီယေရာကိုလူစီယာနဲ့မိတ်ဆက်ပေးပါတယ်လူစီယာတီယေရာကိုတီးတန်းလာဆိုင်မှာအလုပ်လုပ်တဲ့သူဆိုတာသိသွားတော့အရန်ကိုဆက်စုနေပါတယ်တကယ်တော့လူစီယာကရှူနီရဲ့အမာကန်ပရိသတ်ဖြစ်ပြီးတော့ရှူနီရဲ့တပည့်တီယေရာကိုလည်းအင်တာဗျူးရကိုတော်တော်ကြိုက်ပုံရပါတယ်လူစီယာကဖះเจ้าရဲ့နောက်တက်မဲ့ခေါင်းဆောင်အသစ်လုပ်ဖို့ဖြစ်သွားပါတယ်ဝီလီယံမေးကြီးတော့ဖះเจ้าမှမရှိဘဲဆင်းသွားရှင်နေရလို့သိရပါတယ်ရှင်းကလိုရမယ်ရဖះเจ้าကသူတွေကိုဆွဲကြိုးလေးလက်ဆောင်ပေးလိုက်ပါတယ်ဒီဆွဲကြိုးလေးမှာမှော်မျိုးမျိုးထည့်သွင်းထားပြီးတော့လိုအပ်ရင်သုံးလို့ရပါတယ်ရှင်းလာနေရောက်တွေ့ရဖះเจ้าကကလေးရလည်းပြုံနေပြီးရှင်းကိုဝိုင်းပြီးတော့နှုတ်ဆက်ကြပါတယ်တီယေရာရောပေါ့ဖះเจ้าကပြန်လာတဲ့အချိန်မှာတော့ဂိုင်းမှာတီယေရာရဲ့ဂိုင်းကက်ကိုယူလိုက်ပါတယ်ဂိုင်းကပြန်လာတဲ့နောက်မှာရှင်းကတီးတန်းလာအိမ်ယူပါတည်သွားမယ်လို့ဆိုပါတယ်တီယေရာကတော့ဒါထူးဆန်းတယ်လို့ထင်နေပေမဲ့ရှင်းကတော့ပုံမှန်ပဲလို့ထင်ပါတယ်ဒီနောက်မှာတော့ရှင်းကတီယေရာကိုကြောင်းမြတ်တစ်ခုထုတ်ပြပါတယ်အဲ့ကြောင်းမြတ်ကတော့ရှင်းတို့ကိုမျိုးရဲကနေတီးတန်းလာဆိုင်ရှိကိုရောက်သွားစီနိုင်တဲ့နေရာကူးပြောင်းမှုကိုသုံးနိုင်တဲ့ကြောင်းမြတ်ပဲဖြစ်ပါတယ်တီယေရာကတော့ဒီလိုရွှေ့ပြောင်းမော်တွေကပျောက်ဆုံးနေဖြစ်တဲ့အမော်တွေဖြစ်ပြီးအလွန်ရှားပါတယ်လို့ဆိုပါတယ်ဒါပေမဲ့ရှင်းကဒန်နာရီလာ high human တယောက်ဖြစ်တဲ့အကြောင်းမလို့ဒီလိုမော်တွေကိုသုံးနိုင်တာမထူးဆန်းပါဘူးအဲ့ဒီနောက်မှာတော့ရှင်းတဲ့တီယေရာကိုလည်းလူရှင်းတာနဲ့တီးတန်းလာဆိုင်ကိုပြန်ခဲ့ကြပါတယ်တီးတန်းလာဆိုင်ကိုရောက်တဲ့အခါမှာရှင်းကချက်ချင်းကိုအိမ်ကိုတည်လိုက်ပါတယ်တကယ်ကိုအိမ်ကလင်းလာပြီးတော့ရှင်းရဲ့လက်ထဲကိုရောက်လာပါတယ်ဒီလိုမျိုးကပုံမှန်ဆိုရင်ထူးဆန်းနေဆိုပေမဲ့ရှင်းတော့ကတော့မထူးဆန်းတော့ပါဘူးအခုတော့ရှင်းတို့ရထားလုံးစီကိုထွက်လာခဲ့ပြီးရထားလုံးမှာတခြားဆွန်သားသူနှစ်ယောက်နဲ့တွေ့ပါတယ်ဘက်ကဆွန်သားသူနှစ်ယောက်ကလည်းသူတို့ရဲ့နာမည်တွေကိုမိတ်ဆက်လိုက်ပါတယ်တယောက်ကတော့ဂါယန်ဖြစ်ပြီးစပင်နီနဲ့ကောင်မလေးကစူပါကီပါနောက်ထပ်လာတဲ့ဘိုးတော်ရဲ့နာမည်ကတော့နက်ဖြစ်ပြီးဘိုးတော်ကြီးကဒီရထားတွေကိုမောင်းတဲ့သူတယောက်ပါအဲ့နောက်မှာတော့လူဆောင်ပြီဆိုတော့စပြီးထွက်ခွာပါတော့တယ်တစ်ဖက်မှာတော့ဘယင်မြင့်မြတ်စီကိုတီးတန်းလာဆိုင်ပျောက်သွားတဲ့ကိစ္စကိုတင်ပြနေကြပါတယ်တီးတန်းလာဆိုင်ဆိုတာရာသီဥတုမျိုးမျိုးတန်အောင်ပါခနိုင်စမ်းရှိပြီးတော့မှော်ရင်းနဲ့လည်းကင်ထားတဲ့အတွက်ကြောင့်မလို့ဘလို့ဖြစ်ပြမပြတ်တဲ့ဆိုင်ဖြစ်ပါတယ်ဒါအခုလိုမျိုးအိမ်အလုံးလိုက်ကြီးပျောက်သွားတဲ့ကိစ္စကတော့တော်တော်ထူးဆန်းနေပါပြီဒီကြားထဲမှာရှူနီရိုက်ဇာလည်းမြောက်သေးတဲ့အတွက်ကြောင့်မလို့ရှူနီရိုက်ဇာကိုပဲစောင့်ဖို့ဆုံးဖြတ်လိုက်ပါပြီတစ်ဖက်မှာတော့ရထားလုံးနဲ့ရှင်းတို့ထွက်လာခဲ့ပါပြီရေးပေါ်တိုက်ခိုက်ရပြီဆိုရင်အားနည်းချက်အားသာချက်တီးရအောင်တယောက်ကြောင်တယောက်မိတ်ဆက်ကြပါတယ်ဂိုင်ယန်ကဆာမူရိုင်းတယောက်ဖြစ်ပြီးအီရန်အဆင့်စွန်သားသူတယောက်ဖြစ်ပါတယ်။စူပါကီကတော့လက်ဝဲသမားဖြစ်ပြီးအီရန်အဆင့်စွန်သားသူဖြစ်ပါတယ်။ကျန်တာကတော့တီယေရာနဲ့ရှင်းတို့ကကိုစီကုံကမိတ်ဆက်လိုက်ကြပါတယ်။တကယ်တော့ရှင်းတို့ကသာကျန်းနေတာရှင်းကလည်း run E ဖြစ်ပြီးတီယေရာလည်း run G ပဲဖြစ်ပါတယ်။ရှင်းအနေနဲ့ဆာမူရိုင်းဖြစ်ပြီးမဲ့မှော်ဆန်းနေပါတုံးတဲ့ကြောင့်မလို့ဂိုင်ယန်ကလည်းအံ့ဩနေပါတယ်။ရှင်းကိုစူပါကီကဟီနိုမိုတိုမှာမွေးရလားဆိုပြီးမေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဆာမူရိုင်းနေများစုကဟီနိုမိုတိုမှာမွေးရတဲ့ကြောင့်မလို့ဖြစ်ပါတယ်။ဆာမူရိုင်းတွေကတခြားလူတွေနဲ့မတူတဲ့မျိုးနွယ်စုဖြစ်ပြီးတော့ဟီနိုမိုတိုဆိုတဲ့ကျွန်းလေးကနေပေါက်ဖွာလာကြတာပဲဖြစ်ပါတယ်။ဟီနိုမိုတိုကတော့ထူးဆန်းတဲ့ကျွန်းဖြစ်ပြီးအဲ့ဒီကျွန်းထဲမှာဆာမူရိုင်းနဲ့ရှီနိုဘီဂိုက်တွေအများကြီးရှိပါတယ်။ကျွန်းပေါ်ကလူများစုကတော့ဆာမူရိုင်းလုံးနဲ့အတမွေးဝမ်းကြောင်းပြကြတာများပါတယ်။ဒီလိုနဲ့ရှင်းတို့စကားပြောနေတော့ဓမြဖွဲ့နဲ့တွေ့ပါတယ်။ရှင်းကတော့တိတ်ပြီးတော့မကြောက်ပေမဲ့ဘိုးတော်ကြီးတော့ကြောက်နေပါပြီ။
တကယ်ဓမြဖွဲ့တွေဆိုတာလည်းလူနည်းနည်းလေးလို့ပြောပေမဲ့တကယ်အပြင်ဘက်မှာအများကြီးရှိပါတယ်တေးရကတော့လူတစ်ခါမှမတိုက်ဘူးတဲ့အတွက်ကြောင့်မလို့လက်ကတော့တွန့်နေပါတယ်ဒီလိုနဲ့ဓမြတွေပြောတဲ့စကားတွေကတဖြည်းဖြည်းစီးကျုံလာပြီးရှင်းရဒေါသထွက်လာပါတယ်ကာယံကလည်းစိန်ခေါ်လိုက်ပြီးချဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ရဲတော့ဓမြတွေကရှင်းတို့ကို run e ရကောင်နေမှန်းသိနေပြီးသားပါဒီနဲ့ရှင်းတို့ကသူတို့ရဲ့အချက်လက်တွေဘာလို့ပေါက်ကြလဲဆိုတာသိကျင်လာပြီးဒီကောင်တွေကိုစစ်စစ်မေးမြန်းဖို့ဆုံးဖြတ်လိုက်ပါတယ်မလန်မကန်းမှာပုံနေတဲ့ကောင်တွေကတီရာရဲ့မြှလက်ချက်နဲ့ကွယ်လွန်သွားကြပါတော့တယ်အဲဒီနောက်ရှင်းတို့နဲ့ဓမြဖွဲ့နဲ့တိုက်ခိုက်ကြပြီးစူပါကီကအရင်ဆုံးဝင်ထိုးပါတယ်စူပါကီကို run e ဆိုပြီးအထင်သေးနေပေမဲ့အရန်လင်မြန်တဲ့အဟုန်နဲ့ဘိုက်ကိုထိုးလိုက်တဲ့အတွက်ကြောင့်မလို့လွင့်ထွက်သွားပါတယ်နောက်တစ်ချက်ကတော့ဆောင်းမူရိုင်းရဲ့ကလေးဖြစ်ပြီးဆောင်းမူရိုင်းကတစ်ချက်ထင်းနဲ့ခုတ်သွားပါတယ်တကယ်ကျန်းတဲ့ဆောင်းမူရိုင်းပါအဲဒီနောက်မှာတော့ရှင်းကိုလည်းနှစ်ယောက်တစ်ယောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့မနိုင်တော့ပါဘူးနောက်ဆုံးခေါင်းဆောင်တယောက်တည်းကြံပြီးဒီကောင်ကလည်းအသေးခံပြီးတိုက်ဖို့ဆုံးဖြတ်ထားပါတယ်ဒါပေမဲ့ရှင်းကဒါကလမ်းမှာရှုပ်နေရဆိုပြီးဓာတ်ကိုခုတ်လိုက်တာဓာကြီးပြတ်သွားပါတယ်အဲ့နောက်မှာတော့အချိန်နေမှန်မှန်သိရတဲ့အတွက်ကြောင့်မလို့ရှုံးပေးလိုက်ပါပြီရှင်းကအမှန်ကန်ဒေါသထွက်နေပြီးဒီကောင်ကိုတေချာစစ်ဆေးဖို့လုပ်နေပါတယ်အဲ့အချိန်မှာပဲတီရာနောက်ကရောက်လာပြီးရှင်းကိုနှိမ့်သိမ့်လိုက်ပါတယ်အဲ့ဒါဘာလို့တာလဲတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်လိုပဲစူပါကီကလည်းသိရပုံပေါ်ပါဘူးအဲ့နောက်မှာတော့တီရာသူ့ဟာသူရှက်သွားပြီးထွက်ပြေးသွားပါတော့တယ်အရင်တော့တီရာထွေထွေထူးထူးလှုပ်လိုက်တာတော့မဟုတ်ပါဘူးခုနကတော့ရှင်းစီမှာဒေါသအရင်ငွေတွေတွေ့ရတဲ့အတွက်ကြောင့်မလို့သူ့ဆရာသူ့ကိုလှုပ်ပေးခဲ့တယ်လို့မျိုးရှင်းကိုပြန်လှုပ်ပေးလိုက်တာဖြစ်ပါတယ်